အဲ့လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဓာတ်လေးလုပ်ပြတော့မှာဖြစ်ပါတယ်ဟိုမကတော့အိမ်သာသွားပါတယ်ပြီးရင်ပြန်လာတော့မယ်လို့ပြောတာပဲခုတော့ဓာတ်လေးနှိပ်ပါမယ်နှိပ်နော်ဘာလို့မလုပ်ကြတယ်ဘူးကြိုက်သွားတယ်ခဏလေးခဏကကျမရေးသွားတော့တာပေါ့ဆက်လိုက်ပြန်နှိပ်ပါမယ်အိုးဘာမှမလုပ်ကြတယ်ဘူးကျိုးလေးဘာဖြစ်နေရလဲမသိဘူးဟဲ့တူလာပြီဟဲ့လာပြီအဲ့လိုမနှိပ်ပြန်နေတာသမီးလည်းနှိပ်မယ်လေနှိပ်ကြတာလေးနှိပ်ချလိုက်အဲ့ဒါအားလုံးပဲခုနအိမ်နာသွားတတ်တာ